အားလုံးကို Merry Christmas ပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ Christmas အချိန်အခါသမယလေးမှာအရောက်ချင်းစီတိုင်းအသိပဲရှိတော့ Christmas လေးကိုကြော်ဖြတ်နိုင်ဖို့အတွက်ဒီနေ့ကျွန်တော်အနေနဲ့ Christmas ရဲ့အသိပဲနဲ့အတူ Christmas ဆိုတာကဖယားသခင်လူတွေကိုပေးတဲ့ကောင်းမှုလက်ဆောင်ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဝင်ကားလိုပါတယ်လောကမှာကြီးတဲ့အခါမှာကောင်းမှု၃မျိုးရှိတာကိုတွေ့ရပါတယ်လူချင်းပြုတဲ့ကောင်းမှုဘာသာတရားအရာပြုတဲ့ကောင်းမှုဘုရားသခင်ရဲ့ကောင်းမှုဆိုပြီးမှကောင်းမှု၃မျိုးကိုကျွန်တော်တွေ့ရပါတယ်ဒီနေ့ကျွန်တော်အနေဖြင့်ဘုရားသခင်ကပြုပေးတဲ့ကောင်းမှုအကြောင်းကိုအနည်းငယ်ဝင်ကားလိုပါတယ်ဒီပုံကိုကြည့်ရင်ကုန်းတစ်ကုန်းရဲ့အလယ်မှာကြောက်တစ်ခုရှိတာကိုတွေ့ရပါတယ်ဒီဘက်ကုန်းဟာကျွန်တော်လူသားတွေနေထိုင်တဲ့ကမ္ဘာလောကကိုဆိုလိုပါတယ်တစ်ဖက်ကုန်းကတော့ဘုရားသခင်ရှိတဲ့ဒုက္ခချမ်းသာပုံကောင်းကင်နိုင်ငံကိုဆိုလိုပါတယ်အလယ်ကကျမ်းကတော့ထာဝရအပင်ငရဲကိုဆိုလိုပါတယ်ဒီနေ့ကျွန်တော်တို့လူတွေနေထိုင်တဲ့ကုန်းဘက်ကိုကြီးတဲ့အခါမှာဒေဒီတဲ့အပင်ချောက်ကိုတွေ့ရတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်လူတွေနေထိုင်တဲ့လောကကမ္ဘာကြီးဟာအိုချင်းနာချင်းတေချင်းဆိုတဲ့မတည်မြဲတဲ့လောကသင်္ခါရတရားဖြစ်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်တစ်ပင်ချောင်းရဲ့နောက်ွယ်မှာကြည့်တဲ့အခါမှာမဲပေါင်ပြီးအုပ်မိုင်းနေတဲ့တိမ်ထူးကြီးကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါကဘာကိုဆိုလိုတာလဲဆိုရင်လူလောကကြီးဟာအပြစ်ဒုစရိုက်အမျိုးမျိုးနဲ့ဖုံးလွှမ်းနေတဲ့အမောင်လောကကြီးဖြစ်တယ်။အပြစ်ဖုံးလွှမ်းနေတဲ့လောကဖြစ်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။တစ်ဖက်ကကုန်းကိုပြန်ကြည့်ရင်အသက်ရှင်ပြီးမှအစင်းလန်းဆိုပြနေတဲ့တစ်ပင်ကြီးကိုတွေ့ရတယ်။ဒါကဘာကိုဆိုလိုတာလဲဆိုရင်ဘုရားသခင်ရှိတဲ့နေရာဟာဝိုချင်းနာချင်းတေချင်းကင်းတဲ့ထာဝရတည်မြဲတဲ့နေရာအသက်ရှင်တဲ့နေရာဖြစ်တယ်ဆိုတာကိုဖော်ပြနေပါတယ်တိပိရဲ့နောက်ဘက်မှာအလင်းတန်းလေးဖြာထွက်နေတာကိုတွေ့ရပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်ဘုရားသခင်ရှိတဲ့နေရာဟာမောင်မိုက်နဲ့ကင်းစင်တဲ့အပြစ်နဲ့ကင်းစင်တဲ့ဒုစရိုက်နဲ့ကင်းစင်တဲ့အလင်းနိုင်ငံဖြစ်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဒီကုန်းတစ်ကုန်းကိုကြည့်ရင်တစ်ခုနဲ့တစ်ခုဟာဆက်ဆက်မှုမရှိဘဲနဲ့ကွာခြားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုရင်လူတွေဟာအပြစ်ကြောင့်ဘုရားသခင်နဲ့ဝေးကွာနေတယ်လူနဲ့ဘုရားအတူနေလို့မရဘူးဆိုတဲ့အခြေအနေဖြစ်ပါတယ်အပြစ်ရှိတဲ့လူသားဟာတန့်ရှင်းတဲ့ဘုရားသခင်ရှိတဲ့နေရာကိုမရောက်နိုင်ဘူးလူတိုင်းကဘုရားသခင်ရှိတဲ့နေရာကိုရောက်ချင်ကြပါတယ်ဒါပေမဲ့လူတိုင်းဟာအပြစ်ရှိတဲ့အကြောင်းဘုရားနဲ့ဝေးကွာပြီးမှဘုရားရှိတဲ့ဒုက္ခချမ်းသာဆိုတဲ့ကောင်းကင်နိုင်ငံကိုလူတိုင်းမရောက်နိုင်ပါဘူးလူတိုင်းဟာအပြစ်ရှိတဲ့အတွက်ကြောင့်မို့ဒီနေ့ထာဝရအပင်ငရဲမှာအပြစ်စီရင်ခြင်းကိုခါရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေဒီနေ့ကျွန်တော်ဘဝအသက်တာထဲမှာဒုက္ခချမ်းသာနဲ့အပင်ငရဲဘယ်နေရာကိုရောက်လို့ပါတယ်လဲကုန်းတစ်ကုန်းရဲ့အလယ်မှာကြီးတဲ့အခါမှာကြောက်ကြီးရှိတဲ့မြေအိုင်ကြီးကိုကျွန်တော်တွေ့ရပါတယ်ဒါကအပင်ငရဲကိုပေါ်ပြနေတာဖြစ်တယ်ဒါကြောင့်မို့လူတွေနဲ့ဖယားချားမှာအပြစ်ဆိုတဲ့အရာခြားနေတဲ့အတွက်ကြောင့်မို့လူတိုင်းဟာဒုက္ခချမ်းသာနဲ့အပင်ငရဲဆိုတဲ့အခါမှာလူတိုင်းကဒုက္ခချမ်းသာကိုရောက်နိုင်ဖို့အင်မတန်ခက်ခဲပါတယ်အပင်ငရဲကိုပဲရောက်ရမှာဖြစ်ပါတယ်နောက်ထပ်ဒီပုံကိုပြန်ကြည့်တဲ့အခါမှာလူတယောက်ဟာတစ်ဖက်ကန်းကိုရောက်ဖို့အတွက်တစ်ပင်နဲ့ခုတ်တယ်တစ်ပိုင်းတွေလှုပ်တယ်တစ်သားပြားတွေလှုပ်တယ်ပင်ပန်းထမ်းလာပြီးတော့တစ်ဖက်ကုန်းကိုရောက်အောင်ကြိုးစားပြီးဒီဆောက်တာကိုကြိုးတွေ့ရပါတယ်ဆိုတော့ဒီຢာကဘာကိုဆိုလိုတာလဲဆိုရင်ကျွန်တော်ရဲ့လူဘဝဟာကျွန်တော်လူသားတွေဟာနောက်တမလို့မှာကောင်းတဲ့နေရာရောက်ဖို့အတွက်မိမိရဲ့ကိုကျင့်တရားကုသိုလ်ကောင်းမှုဘာသာတရားနိလအမျိုးမျိုးနဲ့ကြိုးစားအားထုတ်နေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်နေ့စဉ်နေ့တိုင်းမှာကျွန်တော်ဘဝအတ္တထဲမှာတမလို့မှာအပင်ငရဲကိုမတွားခြင်းတဲ့အတွက်ကြောင့်မို့လူတိုင်းဟာတမလို့မှာဒုက္ခချမ်းသာကိုရောက်ဖို့အလို့ငါလောကထဲမှာအသက်ရှင်တဲ့အခါမှာကောင်းမှုကုသိုလ်တွေအများကြီးလုပ်ကြပါတယ်ကြိုးစားကြပါတယ်အားထုတ်ကြပါတယ်ဘာသာတရားနိလအမျိုးမျိုးနဲ့ကြိုးစားအားထုတ်နေတယ်ဆိုရကိုကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဘဝအတ္တထဲမှာကျွန်တော်ရဲ့ကြိုးစားခြင်းကတကယ်ပဲကျွန်တော်တို့အတွက်လုံလောက်ရဲ့လားကျွန်တော်ရဲ့အားထုတ်ခြင်းကကျွန်တော်ရဲ့လှုပ်ဆောင်နေတဲ့အရာတွေကအကောင်းမှုတွေကတကယ်ပဲကျွန်တော်တို့ဘဝအတ္တကိုအာမခံချက်အပြည့်ပြေးနိုင်လား
ကျွန်တော်ဒီပုံကိုပြန်ကြည့်တဲ့အခါမှာဒီလူဟာသူစူးစမ်းတည်ဆောက်ထားတဲ့တရားအပေါ်မှာတက်လျှောက်နေတဲ့အခါမှာဘာဖြစ်သွားလဲစောင့်နေရင်နဲ့သူရဲ့ဘဝအတ္တကသူရဲ့ကိုယ်အလေးချိန်ကတရားကိုမခံနိုင်တဲ့အတွက်ကြောင့်မို့တရားကျိုးပြီးတော့အောက်ကျသွားတာကိုတွေ့ရပါတယ်ဒါကဘာကိုဖော်ပြတာလဲဆိုရင်ကျွန်တော်ဘဝအတ္တထဲမှာကျွန်တော်တို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုထက်ကျွန်တော်တို့ရဲ့အပြစ်ကပိုများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်စကားတစ်ခုရှိပါတယ်ကုသိုလ်တစ်ပဲငရဲတစ်ပိတ်တာကျွန်တော်ဘဝအတ္တထဲမှာဘလောက်ပဲကောင်းတဲ့အရာတွေလုပ်ပါစေမကောင်းတဲ့အကုသိုလ်ကပိုများနေပါတယ်ဘာကြောင့်လဲဆိုရင်လူတိုင်းကဗီဇအပြည့်ရှိတော့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကောင်းမှုကုသိုလ်တွေဘလောက်ပဲလုပ်နေပါစေမကောင်းတဲ့အကုသိုလ်ကပိုများတဲ့အတွက်ကြောင့်မို့ကုသိုလ်တစ်ပဲငရဲတစ်ပိတ်တာဆိုတဲ့စကားပုံအတိုင်းလူတွေရဲ့မကောင်းမှုအပြစ်တွေကပိုများတဲ့အတွက်ကြောင့်မို့လူတိုင်းကဘလောက်ပဲကြိုးစားပါစေဘလောက်ပဲကျွန်တော်ကောင်းမှုကုသိုလ်တွေလုပ်ပါစေဒီနေ့ကျရင်အပင်ငရဲကိုရောက်မှာဖြစ်ပါတယ်မရောက်ခြင်းပင်မဲ့ရောက်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဘဝအတ္တထဲမှာအပြစ်ကပိုများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီဘုံကိုပြန်ကြည့်တဲ့အခါမှာလူရဲ့ကြိုးစားအားထုတ်မှုနဲ့ကောင်းတဲ့နေရာဒုက္ခချမ်းသာကောင်းကင်နိုင်ငံကိုမရောက်နိုင်တဲ့အတွက်ကြောင့်မို့ဖယားသခင်ဘက်ကနေပြီးမှလူတွေအတွက်ပြုပေးတာကိုတွေ့ရပါတယ်ယေရှုခရစ်တော်ဖယားဟာအပြစ်ရှိတဲ့လူတွေကိုကယ်တင်ဖို့ဤလောကသို့ကြွလာပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဖယားလောကထဲကိုဆင်းကြွလာတဲ့အချိန်တန်များကိုကျွန်တော်တို့ကဒီဇင်ဘာခရစ်စမတ်လို့ပြောပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ဖယားလောကထဲကိုကြွလာတဲ့အကြောင်းအရင်းကအပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဖယားကတင်တဲ့ကျွန်တော်အတွက်ဖြစ်ပါတယ်ဘာသာတစ်ခုလူမျိုးတစ်မျိုးအတွက်ပဲမဟုတ်ပါဘူးအပြစ်ရှိတဲ့လူတိုင်းအတွက်ဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားဟာဒီလိုအေးချမ်းတဲ့အချိန်အခါသားမြတ်ဒီဇင်ဘာအချိန်လေးမှာအေးမြတဲ့အချိန်ကာလလေးမှာလောကမှာရှိတဲ့အပြစ်ရှိတဲ့လူသားရှိသမျှကိုကယ်တင်ဖို့အတွက်ဤလောကသို့ကြွလာတာဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားမွေးဖွားခဲ့အချိန်မှာကောင်းကင်မှာထူးဆန်းတဲ့အခြေကြီးတစ်လုံးပေါ်ထွန်းတာကိုကျွန်တော်မြင်တွေ့ရပါတယ်အဲ့ဒီခြေကဘာကိုပုံဆောင်တာလဲဆိုရင်အမောင်ထဲမှာရှိတဲ့လူသားတွေကိုအလင်းပေးမဲ့အလင်းရှင်ကယ်တင်ရှင်မွေးဖွားပြီဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားဟာမွေးဖွားလာပြီးအသက်30ရောက်တဲ့အချိန်မှာနတ်ဆိုငင်းဆက်ခံရတဲ့သူတွေကိုချမ်းသာပေးတယ်လေပြင်းမုန်တိုင်းကိုငြိမ်းစေတယ်တည်တဲ့သူကိုရှင်ပြန်ထားမြောက်စေတယ်တကူနမိတ်လက္ခဏာများစွာကိုပြခဲ့တယ်ဒါတည်းမကဘူးတန်ရှင်တဲ့တရားမြင့်မြတ်တဲ့တရားအဖြစ်လူတိုင်းမှာအပြည့်ရှိတယ်ဆိုတာကိုယေရှုကဖော်ပြခဲ့ပါတယ်ယေရှုခရစ်တော်မြတ်အတိကကြွလာရခြင်းအကြောင်းအရာကလူသားတွေအပြစ်ကြောင့်လက်ဝါးကတိုင်မှာအသေးခံပြီးအသွေးသွန်းခြင်းအဖြစ်အပြည့်ရှိသမျှကိုစေကြောဖို့ဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားကလောကကိုဆင်းကြွလာတယ်လူစားတိခံယူတယ်လူတွေရဲ့ကိုယ်စားအပြည့်ရှိတဲ့လူတွေရဲ့ကိုယ်စားလက်ဝါးကတိုင်မှာအပြည့်ရဲ့အခတည်ခြင်းကိုသူကိုယ်တိုင်ပေးဆက်ခဲ့ပါတယ်အပြည့်ရဲ့အခတည်ခြင်းကိုပေးဆက်ခဲ့တဲ့မှာအသွေးသွန်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့အထူးဆက်အပြည့်ရှိသမျှကိုစေကြောတန့်စင်ပေးတာဖြစ်တယ်တကြိုချင်းကိုခံတယ်ဖယားမှရင်တည်ခြင်းမရှိရဆိုတဲ့အတိုင်းပဲတကြိုချင်းကိုခံပြီးမှ3ရက်မြောက်သောနေ့မှာတည်ခြင်းမြစ်စုံမှန်ကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့ဖယားဖြစ်ပါတယ်ယေရှုခရစ်ရဲ့အသေးခံအသွေးသွန်းခြင်းအဖြစ်အပြည့်စေကြောခြင်းဟာဖယားသခင်ကလူတွေကိုပြုပေးတဲ့ကောင်းမှုဖြစ်ပါတယ်ဒီပုံကိုကြည့်ရင်လူ3ယောက်ကိုတွေ့ရပါတယ်ဒါကဘာကိုဖော်ပြတာလဲဆိုရင်လောကထဲမှာလူ3မျိုး3စားရှိတယ်ဆိုတာကိုဖော်ပြပါတယ်ပထမလူစားကတော့ပျော်ပျော်နေတည်ခဲဆိုတဲ့ဖယားမဲ့တရားမဲ့အသက်ရှင်နေတဲ့လူတွေဖြစ်ပါတယ်ဒီလူတွေကလည်းတနေ့ကျရင်တည်ရင်အပင်ငရဲကိုတွားမှာဖြစ်ပါတယ်ဒုတိယလူစားကတော့ကောင်းတာလုပ်တယ်ကောင်းတာကျင့်တယ်ကောင်းမှုပြုပေမဲ့ငါဆိုတဲ့အတ္တသဘောရှိတဲ့အတွက်ကြောင့်မို့ကောင်းရာကိုမရောက်နိုင်ပဲငါရဲကိုပဲရောက်ရမှာဖြစ်ပါတယ်လူတိုင်းကကောင်းမှုတွေအများကြီးလုပ်ကြပါတယ်ဒါကျွန်တော်တို့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကကျွန်တော်တို့ရဲ့အပြစ်ကိုမဖုံးလွှမ်းနိုင်ပါဘူးဒီနေ့ကောင်းမှုထက်အပြစ်ကပိုများပါတယ်ဒါကြောင့်မို့ဘလောက်ပဲကောင်းတဲ့အရာတွေလုပ်နေပါစေငါဆိုတဲ့အတ္တသဘောရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီလူတိုင်းဟာဘလောက်ပဲကောင်းတာတွေလုပ်နေပါစေအပေကိုတွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျမ်းစာကဒီလိုပြောပါတယ်
အပြစ်မပါပဲကောင်းသောအကျင့်ကိုကျင့်တော်တူတော်ကောင်းတစုံတယောက်မှမြေကြီးပေါ်မှာမရှိလို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ဘဝအသက်တာအထက်မှာဘလောက်ပဲကောင်းတဲ့အရာလုပ်ပါစေအပြစ်ကရှိပြီးသားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်အသက်တာအထက်မှာဗီဇကိုကအပြစ်ဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဗီဇအပြစ်ရဲ့အခါကတည်ခြင်းဖြစ်တယ်။ဒါအဲ့ဒီတည်ခြင်းကပါလေထာဝရတည်ခြင်းအပင်ငရဲတွားမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအပင်ငရဲကိုမတွားခြင်းဘူးဆိုရင်ကျွန်တော်ဘဝအသက်တာအထက်မှာဗီဇအပြောင်းဖို့တော့လိုပါတယ်။အပြစ်ကနေလွတ်ခြင်းခံရတော့ဖြစ်ဖို့အရေးကြီးပါတယ်။တန်တဲ့လူစားကတော့ဘုရားသခင်ပြုတဲ့ကောင်းမှုဘုရားသခင်ပြုတဲ့ကျေးဇူးကိုယုံကြည်လက်ခံတဲ့အတွက်အပင်ငရဲကလွတ်ပြီးမှဒုက္ခချမ်းသာပုံကိုရောက်မှာဖြစ်ပါတယ်။မိတ်ဆွေဒီလူ၃မျိုး၃စားထဲမှာဘယ်အစားထဲမှာပါနေတယ်လဲကျွန်တော်အနေနဲ့ဘယ်အစားထဲမှာပါနေတယ်လဲဒီနေ့ကျွန်တော်ဘဝအသက်တာထဲမှာရွေးချယ်ဖို့ဖြစ်ပါတယ်။တော့ကျွန်တော်အနေနဲ့ဘုရားပြုတဲ့ကောင်းမှုဘုရားပြုတဲ့ကျေးဇူးကိုလက်ခံယုံကြည်ဖို့အတွက်မေတ္တာနဲ့ဝေငှလိုက်ပါတယ်။ယေရှုခရစ်တော်ဘုရားကဘာပြောတယ်လဲဆိုရင်ငါ့ကိုယုံကြည်တော်သူသည်တည်လွန်တော်လဲရှင်လိမ့်မည်။ယေရှုခရစ်တော်ဘုရားကမိတ်ဆွေတင်တဲ့ကျွန်တော်ရဲ့အပြစ်အတွက်လက်ဝါးကတိုင်မှာအသေးခံနဲ့အတွေ့သွင်းတယ်။တကြိုချင်းကိုခံက3ရက်မြောက်သောနေ့မှာတည်ချင်းမြတ်ဆုမှန်ကိုအောင်မြင်ပြီးတော့ရှင်ပြန်ထားမြောက်တဲ့ဘုရားဖြစ်ပါတယ်။အဲ့ဒီယေရှုခရစ်တော်ဘုရားကိုမြင့်မြတ်ကဲ့တင်ပါရှင်အသက်တခင်အဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်မိတ်ဆွေတင်ဟာတည်ရင်အပေတွားရှာမလို့တော့ဘူးယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာယေရှုခရစ်တော်အားဖြင့်တည်ခြင်းကနေအသက်ရှင်ခြင်းတို့ကိုမြောက်တော်သူဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်လွတ်ခြင်းရတော်သူဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်တင်တဲ့ကျွန်ုပ်ဟာထာဝရဒုက္ခချမ်းသာကောင်းကင်နိုင်ငံကိုဝင်စားရတော့ဘုရားသခင်ရဲ့တာသမီတွေဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဝင်ငှလို့ပါတယ်ဒါကြောင့်မို့ရှိတော်ဓမ္မမိတ်ဆွေညီကိုမောင်နှမများဒီနေ့အဲ့ဒီကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းနဲ့လက်ခံခြင်းနဲ့ဘလို့ယုံကြည်ရင်လက်ခံရမလဲယုံကြည်လက်ခံခြင်းနဲ့ဆိုရက်ဓမ္မမိတ်ဆွေညီကိုမောင်နှမများအခုကျွန်တော်ဆုတောင်းချက်တစ်ခုကိုတိုင်ပေးပါမယ်အဲ့ဒီဆုတောင်းချက်ကိုကျွန်တော်လိုက်ပြီးမှအတူတကွဆုတောင်းကြအောင်ဆုတောင်းဝန်ခံခြင်းအပြင်နှုတ်နဲ့ဝန်ခံခြင်းအပြင်တဲ့အတ္တနှလုံးသားထဲမှာယေရှုကိုနေရာပေးတဲ့အခါမှာတင်ဟာကဲတင်ခြင်းရပြီးတော့တန်မလို့မှအပေကိုတွားရှာမလို့တော့ဘဲနဲ့သာရဒုက္ခချမ်းသာကိုဝင်စားနိုင်မှာဖြစ်တယ်ဆုတောင်းရအောင်သာရအသက်ရှင်တဲ့ဘုရားယေရှုခရစ်တော်ဘုရားကိုတော်ဟာကျွန်တော်အပြစ်အတွက်လက်ဝါးကားတိုင်မှာအသေးခံအတွေ့တုံပြီးတော့ကျွန်တော်တို့ရဲ့အပြစ်ရှိသည်များအတွက်ပေးဆက်ခဲ့ပြီးဖြစ်ကြောင်းယုံကြည်ပါတယ်ယေရှုတင်ပါတယ်ကျွန်တော်ဟာအပြစ်ရှိတဲ့သူဖြစ်ပါတယ်အပြစ်ရဲ့အခါအသေးချင်းခံရမဲ့သူဖြစ်တော်ညာလဲယေရှုခရစ်တော်ဘုရားကိုတော်ဒီအပြည့်အခါကိုပေးဆက်ခဲ့ပေးပြီးပြီဖြစ်သောကြောင့်ယေရှုတင်ပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာမှာအုပ်ဆိုးပါကျွန်တော်ရဲ့ဘဝအသက်တာကိုလမ်းပြပါယေရှုခရစ်တော်ဘုရားကိုတော်ကိုနေရာပေးပါတယ်ယေရှုနာမ၌ဝန်ခံပါ၏အာမင်